အမြင့်တွေတွေ့ရတော့2နှစ်လောက်တော့ကြာပါပြီဒီမီယိုဖလာလုပ်ငန်းအနေနဲ့ပဲသွားနေခဲ့တာပေါ့နော်ဒီ brand guideline တွေကကျွန်တော်တို့တော်တော်လေးကိုအံဝင်ငွေများဖြစ်ပြီးစိတ်ကြည်နက်မှုကျွန်တော်နာမည်ကတော့ကိုဇော်ရဲထုတ်ဖြစ်ပါတယ်ကျွန်တော်ကတော့ဒီဦးချမ်းလုံကြီးရဲ့တက် generation မျိုးဆက်တစ်ခုလည်းဖြစ်ပါတယ်လောလောဆယ်ဦးချမ်းလုံငန်းကြီးကိုဦးဆောင်နေတဲ့ managing director တဦးလည်းဖြစ်ပါတယ်ကျွန်တော်ဘယ်လိုစတင်တက်ခဲ့လဲဆိုတော့ AMG နဲ့ကလွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်ရဲ့ညီမနဲ့ကတငယ်ချင်းတွေဖြစ်နေတဲ့အတွက်ကျွန်တော်ညီမက AMG ရဲ့ founder ဖြစ်တဲ့ကိုမင်းချစ်စော်နဲ့စကားပြောကြည့်ပါလားဆိုပြီးကျွန်တော်စကားပြောကြည့်တယ်ပေါ့နော်စကားပြောကြည့်တဲ့အခါမှာတော့သူ့ရဲ့ကိုသွားခြင်းနဲ့လမ်းကြောင်းနဲ့သူတို့ရဲ့ idea တွေနဲ့ကိုက်ညီနေတဲ့အတွက်ပေါ့ဒီတစ်ခါရဲဆုံးဖြတ်ပြီးတော့လွတ်တွဲဖြစ်သွားတာပါAMG နဲ့တွေ့ရတော့2နှစ်လောက်တော့ကြာပါပြီခင်ဗျ2နှစ်လောက်တော့ကြာပါAM နဲ့လက်တွဲပြီးနောက်ပိုင်းမှာဘယ်လို benefit တွေရခဲ့လဲဆိုကျွန်တော်တို့လွန်ခဲ့တဲ့ကာလတွေကပေါ့နော်ကျွန်တော်တို့ second generation ဖြစ်တဲ့ဦးလေးတော်တွေလုပ်ခဲ့စဉ်တော့ကျွန်တော်တို့ဒီမီယိုဖလာလုပ်ငန်းအနေနဲ့ပဲသွားနေခဲ့တာပေါ့နော်ခုနောက်ပိုင်းကျွန်တော် AMG နဲ့လက်တွဲလိုက်တဲ့အချိန်မှာဒီဦးချမ်းရဲ့ brand exposure ရော brand awareness ရော brand value တွေရောတက်လာခဲ့တယ်ပေါ့နော်ဒီ customer တွေနဲ့လည်းပို့ပြီးတော့ထိထိခွင့်ရလာတယ် customer တွေရဲ့ဘာခက်ခဲတွေရှိလဲဆိုတာလည်းကျွန်တော်တို့ပို့ပြီးသိလာရပါတယ်ပေါ့AM နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စိတ်ချနေမှုကတော့တော်တော်လေးရှိပါတယ်ဗျာကျွန်တော်တို့ဒီဥပမာပြောရင်ကျွန်တော်တို့ brand social media မှာတင်ဖို့ artwork တွေပါတယ်လိုအပ်တယ်ဆိုရင်ကျွန်တော်တို့တို့တခြားလေးလုပ်ပြင်ဆင်ပြီးတော့ပြပါတယ်ဒါလို့ကိုကစိတ်မချနေမှုရှိခဲ့ရင်ဆိုလေတို့ချက်ချင်းလေးပြင်ပြီးတော့အလုပ်ဆောင်ပေးပါတယ်အဲ့ဒါတွေတွေ့စိတ်ချနေမှုအများကြီးရှိပါတယ်စိတ်ချနေဆုံးချက်ကတော့ကျွန်တော်တို့နောက်ပိုင်းခုbrand guideline လေးတွေလည်းပါလာတယ်ပေါ့နော်အဲ့ brand guideline လေးတွေမှာဆိုကျွန်တော်တို့ဒီအဲ့ဟာလေးတွေရှိလာတယ် brand guideline ရှိလာတဲ့အတွက်ပေါ့ကျွန်တော်တို့ဒီ brand ကိုသွားတဲ့အချိန်မှာဒီ social media မှာတင်တဲ့အချိန်မှာတသားတဲ့ကြာ brand နဲ့ဒီ guideline နဲ့တသားတဲ့ကြာနေတဲ့အတွက်ကျွန်တော်တို့ brand guideline လေးတွေပေါ်မှာလည်းစိတ်ချနေမှုလေးရှိပါတယ်ဗျပထမမိကုန်းပဲကျွန်တော်ပြန်ဖြေရမှာပဲဗျအဲ့ဒါကတော့ brand guideline ပေါ့နော်ဒီ brand guideline လေးကကျွန်တော်တို့အတွက်အဓိကကြားတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဒီ brand guideline ပေါ်မှာပဲကျွန်တော်တို့အကုန်လုံး packaging တွေရော font တွေရောအကုန်လုံးသွားလာတဲ့အတွက်ဒီ brand guideline တွေကကျွန်တော်တို့တော်တော်လေးကိုအံဝင်ငွေများဖြစ်ပြီးစိတ်ကြည်နက်မှုရပါတယ်ပေါ့ဒီကျွန်တော်တို့ top 1ဦးချမ်းကလည်းဒီပစိုးလောကမှာ top 1ဖြစ်နေတဲ့အတွက်ဒီလို brand guideline လေးသွားလိုက်တဲ့ကျွန်တော်တို့ရဲ့ brand ကပို့ပြီးတော့ value လေးတက်လာခဲ့ပါတယ်ပို့ပြီးတော့လည်းအဆင်ပြေချုံးဝင်လာပါတယ်ပေါ့AM ကို suggestion ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ခုနောက်ပိုင်းတော့လူတွေအားလုံးဖြစ်ပြနေတဲ့ကိစ္စလေးတခုပဲပေါ့အဲ့ဒါကတော့ဒီ online ပေါ်မှာ online page ပေါ်မှာpage 2တွေထောင်ပြီးတော့ link တွေပေါ်လာတာပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့အခုဦးချမ်းမှာလည်းကြုံတွေ့နေရပါတယ်အဲ့ပြဿနာလေးအဲ့ဒီဟာလေးတွေကိုကျွန်တော်တို့ကဘယ်လိုမျိုး handle လုပ်မလဲပေါ့နော်ဘယ်လိုမျိုး campaign လေးတွေထုတ်ပြီးဒီအတူနဲ့ဆင်းနေဘယ်လိုပြိသက်တွေကျွန်တော်တို့ဦးချမ်းချစ်သူတွေကိုဘယ်လိုကွဲပြားတော့ချပြနိုင်မလဲဆိုတဲ့ campaign လေးတွေအဲ့ဒါလေးတွေပြီးတော့ဒီဦးချမ်းမှာဒီအစ်စ်ကဘယ်လိုမျိုးအတူကဘယ်လိုမျိုးလဲဆိုရယ်ကွဲပြားနိုင်တဲ့ပုံစံလေးတွေကိုသွားနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ထိရောက်မယ်လို့ကျွန်တော် suggestion ပေးချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ Bring your brand to life with AM Marketing Group.